ဘေးကင်းတဲ့တွဲဆဲငါးထဲမှာရှိတဲ့လူတွေဟာဦးမင်းမင်းတို့အဖွဲ့ပြေးလာတာကိုမှန်တကားကနေလှမ်းမြင်နေရပါတယ်။ဒါပေမဲ့လုပ်ငန်းရှင်ကြီးဦးဘတင်ကတော့တကားကိုအတင်းပိတ်ထားခိုင်းပါတယ်။သူတို့တွေကူးဆက်ခံထားရနိုင်တယ်တကားဖွင့်မပေးနဲ့ငါတို့အားလုံးတေကုန်လိမ့်မယ်ဆိုပြီးကြောက်လန့်နေတဲ့လူတွေကိုတွေးထိုးပေးနေကြတယ်။ကိုထွန်းထွန်းဟာအနောက်ကနေလိုက်လာတဲ့ဖုတ်ကောင်အုပ်ကြီးကိုတကားနဲ့ခုခံပေးထားရချိန်မှာဦးမင်းမင်းကတကားကိုရိုက်ခွဲဖို့အသေးအတန်စူးစမ်းခဲ့ရပါတယ်။တကားဖွင့်ပေးပါဗျာ။ဒီမှာကလေးနဲ့ကိုဝင်ဆောင်တီပါလာလို့ပါ။ကူညီကြပါဦးလို့ဦးမင်းမင်းကဘလောက်ပဲအော်ဟစ်တောင်းပန်ပေမဲ့တွဲဆက်ငါးတဲ့ကလူတွေကတော့ဦးဘတင်ရဲ့စကားကိုနားထောင်ပြီးရက်ရက်ဆက်ဆက်လျှို့ရှုထားခဲ့ကြတယ်။ဒီအချိန်မှာပဲဖုတ်ကောင်တွေကတကားမှန်ကိုခွဲပြီးကိုထွန်းထွန်းရဲ့လက်ကိုကိုက်လိုက်ပါပြီးကိုထွန်းထွန်းဟာသူကူးဆက်ခံရပြီဆိုတာသိလိုက်တဲ့အတွက်သူ့ဇနီးမနှင်းကိုဦးမင်းမင်းလက်ထဲအတင်းအပ်ခဲ့ပြီးဦးမင်းမင်းကျွန်တော်မိမကိုကြည့်ပေးပါငါသမီးလေးနာမည်ကိုစုရည်လို့ပေးလိုက်ပါဆိုတဲ့နောက်ဆုံးစကားနဲ့အတူဖုတ်ကောင်တွေကိုတယောက်တည်းရင်ဆိုင်ရင်အသက်ပေးသွားခဲ့ပါတယ်။ဦးမင်းမင်းဟာဒေါသတကြီးနဲ့တကားကိုရိုက်ခွဲပြီးအထဲကိုဝင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဦးဘတင်ကတော့ဒီလူတွေကိုနှင်ထုတ်ကြသူတို့မှပိုးတွေပါလာပြီးဆိုပြီးတွဲကြတဲ့ကိုနှင်ထုတ်ဖို့ထပ်ပြီးစူးစမ်းပြန်တယ်။လူတွေရဲ့ရက်စက်မှုကိုမကြည့်ရတော့တဲ့အဖွားအိုတယောက်ကနင်တို့လည်းလူတွေမဟုတ်ကြတော့ပါဘူးဖုတ်ကောင်တွေနဲ့ဘာထူးလဲဆိုပြီးဖုတ်ကောင်တွေရှိတဲ့တကားကိုဖွင့်ပေးလိုက်ပါတော့တယ်။တွဲဆက်ငါးတဲ့ကတကူကောင်းဆန်တဲ့လူတွေအားလုံးဟာစက္ကန့်ပိုင်းအတွင်းမှာတင်ဖုတ်ကောင်တွေဖြစ်ကုန်ကြပါတယ်။ဦးမင်းမင်းတို့ကတော့တွဲကြတဲ့မှာပိတ်မိနေလို့ကံကောင်းထောက်မှစွာနဲ့လွတ်မြောက်သွားခဲ့ပေမဲ့ကိုထွန်းထွန်းကိုဆုံးရှုံးလိုက်ရတဲ့အတွက်အားလုံးကယူကျုံမရဖြစ်နေကြပါတယ်